ဒီကနေ့ကျွန်တော်ပြောရှင်တာကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆိုတာနဲ့ပတ်သက်လို့မနေ့ကကျွန်တော်တို့ဒီဆွေးနွေးကြတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောမှာပါဆိုပထမတစ်ချက်အနေနဲ့ကျွန်တော်ပြောရှင်တာကကျွန်တော်တို့ဒီနာအဖစစ်အစိုးရရဲ့အာဏာရှင်စနစ်လက်အောက်ကနေပြီးတော့မြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံတော်ဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့အပိုင်းကိုကျွန်တော်တို့အရင်ဆုံးစဉ်းစားကြဖို့လိုပါတယ်ဒီတော့ကဒီစစ်ဆူရတောက်ကြဖို့အတွက်ကျွန်တော်တို့အချက်လက်တွေရှာဖွေတဲ့အခါမှာအမြဲတမ်းအရေးကြီးတဲ့အချက်လက်တွေဒီကကျွန်တော်တို့ရှာဖွေတွေ့ရှိခဲ့တာကိုပြောရမယ်ဆိုလို့ရှိရင်အချက်၄ချက်ကိုတွေ့ပါတယ်ပထမနံပါတ်1အချက်ကဒီစစ်ဆူရရဲ့တက်မတော်ထဲမှာတက်မတော်ပြိုကွေးမှတ်လာလေရင်ဒီမိုကရေစီအစိုးရတည်းပေါ်ပေါက်လာမယ်ဆိုတာကိုကျွန်တော်တို့ကတစ်ချက်ကြည့်ပါတယ်ဆိုတော့တက်မတော်တွင်ပြိုကွေးမလားဆိုတော့ဒါလည်းမဖြစ်နိုင်သေးဘူးလို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့တက်မတော်အတွင်းမှာအရာကြီးအရာခံကအစအထက်ဆုံးဘုချုပ်မုံကြီးအထီကိုသူတို့တိုင်ထားတဲ့ယာထုတောင်အရာသူတို့ကလက်စားတယ်မတရားလုပ်တယ်ယောက်ျားဆိုရင်ပြစ်သက်တယ်မိန်းမဆိုရင်မဒင်းကျင်တယ်လက်စားမယ်ဖြစ်ရှင်ရဖြစ်မတရားမဟုတ်ဘူးဗျာအားလုံးလွတ်ပတ်ခွင့်ဆိုတဲ့အာဏာကိုရထားတဲ့အတွက်ကြောင့်ဒီတက်မတော်အတွင်းမှာပြိုကွေးရေးဆိုတာအခုချိန်မှာမဖြစ်နိုင်သေးပါဘူးဦးနေဝင်လက်ထက်ကဗိုလ်ကြီးအုံကျော်မြင့်လူသူရေးကောင်းစစ်ဗိုလ်ကြီးတွေမပေါ်ပေါက်သေးရင်တော့ဒီနာအဖရဲ့တက်မတော်ဟာပြိုကွေးမှုရှိလာမှာမဟုတ်ဘူးအဲ့ဒါနံပါတ်1အချက်ဖြစ်တယ်ဒုတိယအချက်ကနိုင်ငံတကာကတက်တွေကနေပြီးတော့နာဖစစ်အစိုးရထက်လက်နဲ့အားကိုးနဲ့ဝင်ပြီးတော့တိုက်ပြီးမှသာလျှင်ဒီမိုကရေစီနိုင်ငံတော်ဖြစ်တော့လေမလားဆိုတဲ့ဒုတိယအချက်ကိုကျွန်တော်တွေ့ကြည့်ပါတယ်ဒါပေမဲ့နိုင်ငံတကာတက်တွေဆိုတာကဒါတွေဖြစ်နိုင်မဲ့အလားအလာအရှိန်နဲ့မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့မနေ့တနေ့ကပဲဂျီနီဗာမှာလူခွင့်ရေးကောင်စီမှာဆွေးနွေးကြတဲ့အခါမြန်မာနိုင်ငံနာဖစစ်အစိုးရဟာလူခွင့်ရေးချိုးဖောက်နေပါတယ်လို့သူတို့ကပြောပြီးတော့မြန်မာနိုင်ငံမှာလူခွင့်ရေးချိုးဖောက်နေတာကိုစုံစမ်းစစ်ဆေးပေးဖို့အတွက်အခုလက်ရှိဖြစ်နေတဲ့ဦးသိန်းစိန်တမဒါအနေနဲ့ဥဆောင်မဲ့အစိုးရကလည်းပဲဒီဟာကြီးကိုစုံစမ်းစစ်ဆေးပေးဖို့တောင်းဆိုနေတာကိုတောင်းမှဒီလက်ရှိနာဘာစစ်စိုးရကလက်မခံပဲညှိပထားတာရှိပါတယ်ဒီတော့ကဒီလိုနိုင်ငံရေးအရာလူခွင့်ရေးချိုးဖောက်တာတွေကိုစုံစမ်းစစ်ဆေးဖို့တောင်းဆိုတာကိုတောင်းမှလက်မခံတဲ့ဒီစစ်ဆိုရဟာဒီလိုဖြစ်ကမ္ဘာနိုင်ငံအသီးသီးတွေရဲ့ဒီမိုကရေစီကျင့်စဉ်ကိုမလိုက်နိုင်တဲ့အတွက်ကြောင့်နိုင်ငံတကာတွေကတက်တယ်ဝင်မယ်ဆိုတဲ့ဟာဥစ္စာကြီးကတော့ဒီနေ့အချိန်မှာမဖြစ်နိုင်သေးလို့ထင်ပါတယ်အဲ့ဒါဒုတိယအချက်ဖြစ်တယ်တတိယတစ်ချက်ကဒီကနေ့မြန်မာနိုင်ငံအတွင်းမှာလက်ရှိဖြစ်နေတဲ့နိုင်ငံရေးပါတီတွေကဥဆောင်ပြီးတော့စစ်ဆိုရကိုဖြုတ်ချမလားဆိုတဲ့အပတ်ကိုကျွန်တော်တို့ကဆက်စစ်ကြည့်ပါတယ်ဒါပေမဲ့အဲ့ဒါလို့ဆက်စစ်လိုက်တဲ့အခါမှာနိုင်ငံရေးပါတီတွေရဲ့စီယူရင်အားကလည်းညက်ဖြစ်နေသလိုနိုင်ငံရေးပါတီတွေကဥဆောင်မှုကလည်းသိပြီးတော့ထီအောင်မှုမရှိလာတဲ့အတက်ကြောင့်ဒါလည်းစစ်ဆိုရပြောကြမဲ့လက္ခဏာမရှိပါဘူးဆိုတော့ဒေါက်တာအချက်အနေနဲ့လူထုအောင်ကြုံမှုတကူဖြစ်လာပြီးတဲ့နောက်စစ်ဆိုရကိုဖြုတ်ချမလားဆိုတဲ့အပိုင်းကိုတစ်ချက်ကြည့်ဖို့ကျွန်တော်တို့ကဆက်စစ်ပါတယ်အဲ့ဒီခါမှာဒီစတုတ္တအရှိဖြစ်တဲ့လူအခွင့်အရေးချိုးဖောက်မှုကိုအင်မတန်နှစ်လရာဒီကြာမြင့်စွာပြုလုပ်ဆက်ဆံမတရားအုပ်ချုပ်နေတဲ့ဒီအစစ်အစိုးရကိုပြုတ်ချဖို့အတွက်လူထုလှုပ်ရှားအောင်ရုံးမှုတစ်ခုကသာလျင်ဒီစစ်အစိုးရကိုပြုတ်ချမယ်လို့ကျွန်တော်တို့ကတစ်ချက်လို့ရပါတယ်ဆိုတော့ကောင်းပြီအဲ့လိုဆိုရင်ကျွန်တော်တို့ကပထမနံပါတ်1အချက်ဖြစ်တဲ့တက်မတော်တွင်ပြိုကွေးဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးဒုတိယအချက်ဖြစ်တဲ့နိုင်ငံတကာတက်တဲ့ဝင်ရောက်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးတတိယအချက်ဖြစ်တဲ့ဒီနိုင်ငံရေးပါတီတွေကဥဆောင်မှုကြောင့်လည်းစစ်အစိုးရပြုတ်ရောက်ဖို့မဖြစ်နိုင်ဘူးစတုတ္ထအချက်ဖြစ်တဲ့လူထုအောင်ကြောမုံကြီးတခုကနေဖြစ်လာမယ်ဆိုတဲ့အချက်ကိုကျွန်တော်အခြေချလို့ရတဲ့အခါကျတော့နံပါတ်1ကျွန်တော်တို့ကဒီသမိုင်းရဲ့နောက်ကိုကျွန်တော်ကပြန်လှည့်ကြည့်လိုက်တဲ့အခါမှာ
သိမဝေတော်ရဲ့ကာလကလွန်ခဲ့တဲ့23နှစ်က1988ဒီမိုကရေစီအရေးခေတ်မှာဖြစ်ပေါ်ခဲ့တဲ့ကာလတို့ကိုကျွန်တော်တွက်ချက်ကြည့်ဖို့လိုပါတယ်အဲ့ဒီတုန်းက88နဲ့အရေးခေတ်မှာနိုင်ငံရေးပါတီဆိုတော့မရှိခဲ့ဘူးနိုင်ငံရေးခေါင်းဆောင်ဆိုတော့မရှိခဲ့ဘူးကျောင်းသားလူငယ်တွေပဲရှိနေခဲ့တယ်မင်းကိုနိုင်တော့မူသီစွန်တို့ကအဲ့ဒီရှိမှာထွက်လာပြီးတော့လူထုအုပ်ချုပ်မှုကိုကျွန်တော်တို့ကသူတို့ကခေါင်းဆောင်ဖန်တီးလာခဲ့တယ်ဆိုတော့ကကျွန်တော်တို့ရဲ့ဒီ88အရေးအခိမ်းမှာဘာဖြစ်လာခဲ့တယ်လဲဆိုရင်ပထမနံပါတ်1အချက်ကမဆလာအစိုးရရဲ့ရန်တရားပြိုကွေးပြည့်စည်သွားတယ်ဒုတိယအချက်ကသမဏဖလောင်းရောက်စလုံးနေရာဖေးပေးရတယ်အစိုးရပြုတ်ကျသွားတယ်တတိယအချက်ကကျွန်တော်တို့ဖက်ကဘာလဲမဆလာအစိုးရပြုတ်ကျသွားပြီဆိုရင်ကျွန်တော်တို့ကဒီမိုကရေစီလိုချင်တဲ့အတွက်ကြောင့်ကျွန်တော်တို့အစိုးရမခွေးစင်းနေခဲ့ဘူးအဲ့ဒါပြဿနာပါပဲဝန်ကြီးချုပ်ဟောက်ဦးနုကစိမအစိုးရဖွဲ့ပြီးတော့မဆလာအစိုးရကိုတိုက်တဲ့အခါမှာသူ့ဘက်ကသူမှန်ခဲ့တယ်ကျွန်တော်တို့ကလည်းတော်တော်ကြီးကိုထောက်ခံခဲ့ပါတယ်ဒါပေမဲ့စိမအစိုးရအနေနဲ့ဦးနုကိုမထောက်ခံလိုက်တဲ့အခါကျတော့မဆလာအစိုးရဟာသူတီးပဲသူအစိုးရတည်းနဲ့သူရက်တည်ခဲ့တယ်ဆိုတော့နောက်တစ်ခါကျွန်တော်ဒီဖက်ကြည့်လိုက်တဲ့အခါမှာလူစုလူဝေးနဲ့ဖြစ်တော့တဲ့အရှင်ညာဒီဘင်းအရေးကင်းဖြစ်လာခဲ့တယ်ဒီဘင်းအရေးကင်းဖြစ်လာခဲ့တဲ့နောက်ပိုင်းမှာ2009ကရွှေဝရောင်တော်လင်းဖြစ်ခဲ့တယ်ဆိုတော့တလားလူထုအောင်ချောမူကြီးဖြစ်လာခဲ့တာဟာနိုင်ငံရေးပါတီတွေကဥဆောင်ခဲ့မှုမဟုတ်ဘူးကျောင်းသားလူငယ်ဥဆောင်ခဲ့လို့88အရေးကင်းဖြစ်ခဲ့တယ်ဒီဘင်းအရေးကင်းမှာဒေါ်အောင်ဆန်းစုကြည်ကခီးထွက်ခဲ့လို့လူထုတွေကနောက်ကနေလိုက်လာခဲ့တယ်တတိယချက်ဖြစ်တဲ့ရွှေဝရောင်တော်လင်းမှာရတော့ရဟန်းသင်္ဃာတော်တွေဆရာတော်တွေကဥဆောင်ခဲ့လို့လူထုအောင်ချောမူကြီးဖြစ်လာခဲ့တယ်အဲ့ဒါလိုပဲဒီကနေ့ကျွန်တော်တို့23နှစ်မြောက်ကာလဖြစ်တဲ့ဒီလိုအရှင်ခံမျိုးမှာလူထုအောင်ကြောမှုကြီးဖြစ်လာခဲ့ဘာဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာကမ္ဘာနိုင်ငံရဲ့ရာသီခွင်ကိုကျွန်တော်ကြည့်ဖို့လိုပါတယ်ကမ္ဘာနိုင်ငံရဲ့ရာသီခွင်မှာဘာဖြစ်နေတယ်လဲဆိုရင်အာဏာရှင်တွေကိုချုပ်ချဖို့အတွက်လူထုတွေကလက်ပေါ်ရောက်နေကြတယ်ကျွန်တော်တို့ရဲ့ကျောင်းသားလူငယ်တွေကပေါ့ဒီကနေ့လက်မပေါ်ကိုထွက်လာခဲ့လို့ရှိရင်ဒီမာဒီနာအာဖာဆိုရကမပြုတ်ကြပဲနေပါမလားချုပ်ချလို့မရပဲနေပါမလားကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းဖို့အတွက်လမ်းပေါ်ထွက်ပြီးတော့ဆန္ဒပြခဲ့လို့ရှိရင်လမ်းပေါ်ထွက်ပြီးတော့အုံကြောပုံကြီးဖြစ်ခဲ့လို့ရှိရင်ဒါရီယာသမတ်တခိရဲ့ရာဇဝင်ကိုပြန်လေဖော်ကျူးတာပဲဖြစ်ပါလိမ့်မယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ပြောချင်တာကလူဆက်တဲ့လူငယ်တွေကိုလဲမပေါ်ထွက်ပြီးတော့လူထုလှုပ်ရှားအောင်ကြောမှုကြီးကိုအကျဲမဖက်တဲ့နေနဲ့လှုပ်ရှားဆောင်ရွက်ကြမှာသာလေဒီနာအဖစစ်ဆိုရဟာလုံးဝဘုရှာကြောက်ကြသွားလိမ့်မယ်ဆိုတာကိုကျွန်တော်ပြောကြပါရစေ။ဘာဖြစ်လို့လဲဆိုတော့တူနီရှားတို့ယီမင်တို့လစ်ဗျားတို့အဲ့ဒီနိုင်ငံတွေမှာအခုဆိုဘာလို့ရောက်နေပါပြီ။အဲ့ဒီနိုင်ငံတွေမှာအာဏာရှင်နိုင်ငံတွေအာဏာရှင်စနစ်ကိုကြိုက်ထားတဲ့လွှမ်းမိုးနေတဲ့အဲ့ဒီအစိုးရတွေကဒီကနေ့အချိန်မှာလက်မပေါ်ကိုထွက်လာတဲ့ကျောင်းသားလူငယ်တွေအတွက်ကြောင့်ဒီကနေ့ပြုတ်ကျသွားပါပြီ။ဘယ်ချွေအုပ်ချုပ်နေတဲ့နာဖစစ်အစိုးရသမတဦးသိန်းစိန်အုပ်ချုပ်လာတဲ့ဒီအစိုးရကိုဖြုတ်ချဖို့အတွက်ကျွန်တော်တို့ကျောင်းသားလူငယ်တွေကလင်းဖို့ထွက်ပြီးတော့တိုက်ပွဲဝင်ခဲ့မယ်ဆိုရင်ကျွန်တော်ယုံတယ်ဒီအာဏာရှင်စနစ်ပြိုကွေးပြတ်စီသွားလိမ့်မယ်ဒီအာဏာရှင်စနစ်လုံးဝချုပ်ငြိမ်သွားလိမ့်မယ်ဒီနာဖအစိုးရပြုတ်ကျသွားလိမ့်မယ်ဆိုတာကိုကျွန်တော်ရေးအမခံရပါတယ်ကျေးဇူးတင်ပါတယ်